အရေးချင်းထက်သာလွန်တဲ့စီကံလူအများစုကအောင်မြင်ဖို့အတွက်ပါရမီလိုတယ်လို့ထင်တတ်ကြပါတယ်ဒါပေမဲ့တကယ်တမ်းအောင်မြင်မှုကိုဖန်တီးပေးတာကပါရမီမဟုတ်ဘူးစီကံပါပါရမီဒါမှမဟုတ်အရေးချင်းဆိုတာတင့်ကိုလမ်းစာပဲဖော်ပေးနိုင်တာပါလမ်းဆုံးအထိရောက်အောင်ပို့ပေးမှာကတော့စိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေနေ့တိုင်းမပြတ်မကွက်လှုပ်ဆောင်တတ်တဲ့တင်းရဲ့စီကံပဲချစ်ပါတယ်အရေးချင်းရှိပြီးပြင်းတဲ့သူကိုအရေးချင်းတိတ်မရှိပေမဲ့စီကံရှိတဲ့သူကအမြဲတမ်းကြော်တက်သွားလိမ့်ရှိတယ်စီကံဆိုတာကိုယ်စိတ်ကိုကိုနိုင်တာပါမလှုပ်ချင်တဲ့အချိန်မှာတော့လှုပ်တဲ့နာကိုလှုပ်တာဟာစီကံပါပဲဒီနေ့ကစားပြီးပါရမီကိုပဲမျော်လင့်မနေရနဲ့တော့စီကံကိုတိဆောက်ပါတင်းရဲ့နေ့စဉ်အလေးကျင့်လေးတွေကပဲတင့်ကိုလူအများကြားမှာထူးချွန်သူတစ်ယောက်ဖြစ်လာစေပါလိမ့်မယ်